အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့အခုရက်ပိုင်းမှာ social media platform တွေမှာရေးပန်းစားနေတဲ့ကိုယ့်မျက်နှာနဲ့ဒီလိုမျိုး AI ပုံလေးတွေကိုဘယ်လိုမျိုးဖန်တီးလို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီလိုပုံလေးတွေကိုဖန်တီးဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့ဖုန်းထဲမှာပါရှိပြီးသားဖြစ်တဲ့ Chrome browser တွေကိုတွားပါမယ်ခင်ဗျကျွန်တော်တို့ Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်နာမည်ရိုက်ရှာတဲ့နေရာမှာ ChatGPT လို့ရိုက်ရှာလို့ရပါတယ်မိတ်ဆွေတို့က ChatGPT ကို Play Store ကနေပြီးတော့ application ကို download ဆွဲပြီးတော့လည်းသုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ Chrome နဲ့ပဲစမ်းပြပါမယ် Chrome ရဲ့နာမည်ရိုက်ရှာတဲ့နေရာမှာ ChatGPT လို့ရိုက်ရှာလိုက်ရုံပါပဲပြီးတော့ဒီမှာမြင်နေရတဲ့ ChatGPT တွေကိုဝင်လိုက်ပါကျွန်တော်တို့ ChatGPT ကိုရောက်ပြီဆိုလို့ရှိရင် account မရှိသေးတဲ့သူတွေကဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ပိုင် Gmail account တစ်ခုခုနဲ့ပေါ့နော်ဒီ ChatGPT တွေကို log in ဝင်ပေးလိုက်ပါဒါဆိုလို့ရှိရင် ChatGPT account တစ်ခုရပါပြီကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ChatGPT တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဖုန်းမှာမြင်နေရတဲ့အပေါင်းလေးကိုနှိပ်ပါပြီးတော့ဒီမှာ Photo Library ဆိုတဲ့အထဲမှာမိတ်ဆွေတို့ပြုပြင်မဲ့ဒီကျွန်တော်တို့ကိုယ်ပိုင်ပုံလေးတစ်ပုံကိုရွေးပေးလိုက်အောင်ပါပဲကျွန်တော်တို့ပုံလေးကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ပုံအောက်မှာဒီစာလေးကိုရေးမယ်ကျွန်တော်ဒီစာလေးကိုတော့ကျွန်တော်ဗီဒီယိုရဲ့ comment မှာချထားပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ကကိုလိုချင်တဲ့ပုံလေးကိုရဖို့အတွက်ဆိုလို့ရှိရင်ဒီစာလေးကိုဒီဒီကြကြပြန်ပြင်ပေးလိုက်ပါကိုလိုချင်တဲ့ပစ္စည်းတွေ item တွေကိုထည့်ပြီးတော့ပြင်လိုက်ပါပြီးပြီဆိုလို့ရှိရင်တော့စာလေးကိုရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအမဲအောင်များလေးကိုနှိပ်ပြီးပို့လိုက်ရုံပါပဲဒီလိုမျိုးလေးဆိုလို့ရှိရင်တော့ပုံလေးထုတ်ပေးနေတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ရုံပါပဲဒါမှမဟုတ်ကျွန်တော်တို့ပုံလေးကိုရလာပြီပဲဖြစ်ပါတယ်ဒီနေရာမှာရေးကြည့်တာကမိတ်ဆွေတို့ကပေါ့နော်ကိုလိုချင်တဲ့ပုံကိုပေါ့နော်ဒီဒီကြကြတီတီချာချာလေးရေးတတ်ဖို့လိုပါတယ်ကျွန်တော်တို့အင်္ဂလိပ်စာခက်ခဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော် DCAI နဲ့ ChatGPT AI တို့မှာကျွန်တော်တို့မြန်မာလိုမေးပြီးတော့ပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လို translate ပြန်လုပ်ပြီးတော့အဲ့ဒီစာကို copy ယူပြီးတော့ဒီပုံရဲ့အောက်မှာပေါ့နော်ကို prompt ကိုပြန်လာရေးပါကိုလိုချင်တဲ့ပုံလေးကိုပေါ့ကျွန်တော်ဆိုလို့ရှိရင်တော့3-4ခါလောက်တော့ပြန်ပြင်ရပါလေပြင်ပြီးတော့မှကိုလိုချင်တဲ့ပုံလေးကိုရတာပေါ့နော်ဒါကတော့အခုလက်တလောရေပန်းစားနေတယ်ကျွန်တော် social media application တွေမှာလက်တလောရေပန်းစားနေတဲ့ပုံလေးကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်